ပြီးခဲ့တဲ့ဒီခုနှစ်ပေါ့နော်2013-14လောက်မှာကျွန်တော်ဒီ trading online trading ကိုကျွန်တော်စပြီးတော့လေ့လာသိယူတော့အဲ့တော့သင်တန်းတွေလည်းတက်ခဲ့တော့သင်တန်းတွေပြီးသွားတော့ကျွန်တော် mentor တယောက်ရှိတယ်အဲ့ mentor တယောက်ကဘာပြောလဲဆိုတော့ သင်တန်းတွေတက်ရုံနဲ့မပြီးဘူး trading လုပ်နေရုံနဲ့မပြီးဘူး psychology စိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်အဲ့တော့ recommend ပေးခဲ့တဲ့စာအုပ်တစ်အုပ်ရှိတယ်2014လောက်ရှိပါပေါ့The Art of Thinking Clearly ဆိုတာ Ruth Dolby I don't know သူရေးထားတဲ့စာအုပ်တစ်အုပ်ကိုကျွန်တော် recommend ပြီးတော့အဲ့စာအုပ်ကဟိုစာအုပ်တိတ်လေးတော့ဒါပေမဲ့ထူတယ်အဲ့စာအုပ်လေးကျွန်တော်ဖတ်ခဲ့တာပေါ့နော်ဒါပေမဲ့ဟိုတနေ့ကကျွန်တော် city map သွားတော့ the same book ဒီမြန်မာနိုင်ငံမှာပြန်ပြီးတော့ဘာသာပြန်တဲ့စာအုပ်လေးလည်းကျွန်တော်ထပ်ဝယ်ထားတယ်အဲ့တော့ကျွန်တော်ဒုတိယအနေနဲ့ကျွန်တော်ပြန်ပြီးတော့ဖတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီတဲက chapter လေးတစ်ခုဟိုခေါင်းစဉ်လေးတစ်ခုပေါ့နော်ဒီ bias တွေတဲက bias ဆိုတာဘာလို့ခေါ်အစွဲပေါ့လူတွေရဲ့အစွဲတွေတဲကတစ်ခုကိုကျွန်တော်ဒီမှာပြောပြပြအဲ့ဒါဘာလို့ခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ bias လို့ခေါ်တယ် bias ဆိုတာဘာမှလို့တိုင်းဘာသာပြန်အစွဲပေါ့တော့ဘာလို့ hindsight bias ဆိုတာဘာလဲဆိုလို့ရှိရင် is when you believe something was obvious or predictable after it has already happened even though you didn't actually know it before ပြောချင်တဲ့သဘောကကိစ္စတစ်ခုဖြစ်ပြီးသွားမှကိုကငါထင်တဲ့အတိုင်းပဲငါထင်သားမယ်ဒီလိုဖြစ်မယ်ဆိုတာကအစတည်းကငါကြိုတွေးပြီးသားအဲ့ဒီလိုပြောတဲ့ကိုအစွဲတစ်ခုပေါ့နော်အဲ့ဒါကိုဘာလဲဆိုလို့ရှိရင် hindsight bias လို့ခေါ်တယ်ဘာမှလို့ဆိုငါပြောသားပဲငါထင်တဲ့အတိုင်းပဲစသည်ဖြင့်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ example လေးတစ်ခုပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့2000ဟိုပါပေါ့8ခုနှစ်က economic crisis ရဲ့ဒီ Trump election လေးရဲ့ကျွန်တော်ခဏနေကြပြောပြမယ်သူကိစ္စက hindsight bias ဆိုတာဘာလဲဆိုလို့ရှိရင်ကိစ္စတစ်ခုဖြစ်ပြီးသွားမှဖြစ်သွားတဲ့အကြောင်းအရင်းပေါ့ reason ခေါ်တာပေါ့နော်ဒီ reason ကိုလိုက်ရှာတာအရင်လွယ်နော် example ကြည့်အောင်2008 economic crisis တုန်းကဆိုလို့ရှိရင် before the crisis မှာဆိုလို့ရှိရင် bank တွေကလည်းလုံးစီအများကြီးထုတ်ပြီးတယ်နော်ဒီ mortgage crisis ဖြစ်မယ်လို့ဘယ်သူမှကြိုမခန့်မှန်းထားတဲ့အတွက်ကြောင့် bank တွေကလုံးတွေထုတ်ပြီးတယ် housing market real estate market ကြီးကလည်း boom ဖြစ်မယ်လို့တချို့သူတွေပြောကြတယ်ဒါပေမဲ့2008 crisis လည်းပြီးရောအဲ့ဒီခုနအရှိရပြောခဲ့တဲ့သူတွေကပဲဘာပြောလဲဆိုလို့ရှိရင် anyone could have seen this coming even though very few actually predicted at that time ဖြစ်ပြီးသွားမှเนาะ2008 crisis ကြီးဖြစ်ပြီးသွားမှဒါဖြစ်တာမှဘာကြောင့်ဖြစ်လဲဆိုတော့ဟိုဟာကြောင့်ဖြစ်တာ mortgage crisis ဖြစ်တာကိုအင်ချမ်ပီယံဈေးကွက်တွေထိုးကြအောင်ပေါ့crisis ဖြစ်မှာပေါ့ဟိုဟာကြောင့်ဖြစ်တာကိုဒီဟာကြောင့်ဖြစ်ကြစသည်ဖြင့်ကိစ္စတစ်ခုကိုဖြစ်ပြီးသွားမှဖြစ်သွားတဲ့အကြောင်းအရင်း reason ကိုလိုက်ရှာအဲ့ဒါအရင်လွယ်တယ် market ဘာလို့ boom ဖြစ်တာလဲစသည်ဖြင့်เนาะဒီဈေးတက်တယ်ဆိုလို့ရှိရင်ဘာကြောင့်ဈေးတက်လဲကျွန်တော်တို့သိနိုင်တယ်ဈေးကျတယ်ဆိုဘာကြောင့်ကျလဲဆိုအကြောင်းရင်းတွေ online မှာရှာမယ်ဆိုလို့ရှိရင်အမှအများကြီးပဲ thesis တွေ report တွေအများကြီးပဲဈေးတက်လို့ရှိရင်လည်းဘာကြောင့်တက်တယ်ဆိုအကြောင်းရင်းအများကြီးရှိတယ်ဈေးကျလို့ရှိရင်လည်းဘာကြောင့်ကျတယ်ဆိုအကြောင်းရင်းအများကြီးရှိတယ်အဲ့တော့နောက်ထပ် example တစ်ခုကြည့်မယ်ဆိုလို့ကျွန်တော် Trump ရဲ့2024 election မှာเนาะဒီ2024 election မှာဆိုလို့ရှိရင် many political analysts เนาะနိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတွေက suggested the tight race between Donald Trump and Kamala Harris မပြီးခင်ဒီနိုင်ငံရေးရွေးကောက်ပွဲမပြီးခင်တော့နှစ်ယောက်လုံးကဘာလဲဆိုလို့ရှိရင် is a tight race ဘယ်သူနိုင်မလဲဆိုတာမသိကြဘူး however အားလုံးလည်းပြီးသွားအောင် Trump's decisive victory some commentators and individuals claim that the outcome was obvious ငါသိသားပဲအဲ့ဒါကြီး Trump ကြီးကနိုင်မှာသိသားကြီးကွာမင်းကလည်းစသည်ဖြင့်เนาะဒီလိုမျိုးပြောလို့ရှိတဲ့လူတွေရဲ့အစွဲအဲ့ဘာလို့ခေါ်လဲဆိုလို့ရှိရင် hindsight bias လို့ခေါ်နောက်ထပ်ဥပမာတစ်ခုထားပါတော့ရေးစားအတွဲပေါ့ကိုနဲ့မကြိုက်တာပြတ်သွားတယ်ပြတ်လိုက်ပြတ်သွားငါပြောသားပဲသူတို့ညောက်ကပြတ်မှာငါအစတည်းကသိတယ်ဘာဖြစ်လို့ဆိုတော့စဉ်းစားကြည့်လေသူတို့တွေ့တိုင်းအမြဲတရက်ချက်ဖြစ်နေတာဟုတ်ရံဖြစ်နေကြတင်းဘယ်တော့မှတဲ့ရဆိုတာမရှိဘူးအဲ့ဒီအတွဲကပြတ်မယ်ဆိုတာငါအစောကြီးကကြိုးသိပြီးသားငါပြောသားပဲစသည်ဖြင့်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် it's called a hindsight bias ဒီဆောက်ထဲမှာကျတော့သူကဘာပြောထားလဲဆိုတော့ hindsight bias ကဘာလို့ကိုယ့်အတွက်အန္တရာယ်ရှိလဲဆိုလို့ရှိရင်ကိစ္စတစ်ခုကိုဖြစ်ပြီးသွားမှဘာကြောင့်ဖြစ်တယ်ဆိုတဲ့ reason ကိုလိုက်ရှာတာထက်မဖြစ်ခင်ကတည်းကကိုကကြိုပြီးတော့ action ယူမယ်အလုပ်လုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့ effective ဖြစ်တယ်ဆိုတာကို hindsight bias ကဖော်ပြတယ်ဒီ hindsight bias ကဘာလို့ကျွန်တော်တို့အန္တရာယ်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့တခါတလေမှာခံမှန်းတဲ့နေရာမှာအရန်တော်တဲ့သူတွေလို့ထင်သွားတတ်ကြတယ်เนาะဒီ hindsight bias ကဥပမာကျွန်တော်တခုပေးမယ်ဟိုနေ့ကတိတ်မကြသေးခင်ကဖြစ်သွားတဲ့ဒီ Bitcoin ရဲ့ဈေးကွက်ကိုကြည့်အောင်သူက2025အစမှာ it was booming เนาะ
it hit the 80 or about all time high ကဘယ်လောက်နော်တသိန်းနဲ့9000တသိန်း1000စသည်ဖြင့်အဲ့လောက်အထိကို all time high ကိုရောက်သွားပြီးရောဘာဖြစ်လဲ it goes down ဘယ်ကိုလာပြီး test လုပ်လဲ200 moving average ကိုလာပြီး test လုပ်တယ်အဲ့တော့ဒါကြီးဘာကြောင့်ဖြစ်သွားတာလဲဆိုတော့အဲ့ဒါကို online မှာရှာကြည့်မယ်ဆို research တွေမှာ analyst တွေပြောထားတဲ့ဟာတွေမှာအများကြီးပဲဒါဘာကြောင့်ဖြစ်သွားလဲဆိုတာပြောထားတဲ့ဟာအများကြီးပဲ there's a lot of reports နော်ဒါပေမဲ့အဓိကကျွန်တော်လုပ်ရမှာကဘာကြောင့်ဖြစ်သွားလဲဆိုတဲ့ reason ကိုရှာတာထက်ဟိုနေ့ကလုပ်ခဲ့တဲ့ဟာလေးဗာလဲ was going down ကျွန်တော်သိတယ်ဒီမှာ200 moving average is a long term moving average ဆိုတော့ကျွန်တော်တို့သိတယ်အဲ့ဒီကောင်လာထိတယ်ထိပြီးတော့ဒီမှာဘာဖြစ်လဲ it was a bullish pin bar မဟုတ်ဘူးလားဒီမှာ it's a bullish pin bar တေချာကြည့်နော်ကျွန်တော်ဗီဒီယိုထဲမှာလည်းပါတယ်နော်ဒီမှာဆိုကြည့်အဲ့ဒီနေ့မှာဘာဖြစ်လဲဆိုတော့ sellers တွေဈေးကွက်ထဲကိုအလုံးရင်းဝင်လာတယ်သူတို့ဒီဈေးကိုအဆုံးထိရောက်အောင်တွန်းချပေးမယ်ဒီ level မှာ buyers လို့ခေါ်တဲ့အဝယ်သမားတွေဒီဈေးကိုအတင်းတွန်းတင်ခဲ့တယ်ဒီနေရာမှာ buyers တွေအများကြီးဝင်ချပြီးတော့ဈေးကိုတွန်းတင်တဲ့ချိန်မှာအဲ့ဒီနေ့မှာဈေးဒီ buyers တွေအဝယ်အများများခဲ့တဲ့အတွက်ကြောင့်ဈေးဒီပြန်တက်သွားပြီးတော့ဖွင့်ခဲ့တဲ့ဈေးတဲ့အပေါ်နည်းနည်းလေးတသေးလေးမှာသွားပြီးတော့ပိတ်ခဲ့ခြင်းကိုကြည်ခြင်းအပြင်ဒါဘာအိပဲလဲဆိုတော့ buyers are back in control buyers တွေဈေးကွက်ထဲကိုပြန်ပြီးတော့ဝင်ရောက်လာပြီ sellers တွေဘလောက်ပဲအရှိမဈေးတွေချခဲ့ဈေးကွက်ထဲမှာဒီ candle stick ကိုကြည့်ခြင်းအပြင်ဝယ်သူတွေဈေးကွက်ထဲကိုပြန်ဝင်လာပြီဝင်လာတာမှဘယ်လောက်ဝင်လာလဲဆိုအလုံးရင်းနဲ့ဝင်လာပြီးတော့နောက်ဆုံးဖွင့်တဲ့နားမှာပဲဈေးကိုပြန်ပိတ်နိုင်ခဲ့တယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါပေမဲ့အဲ့မှာကိုတော့ confirmation လိုချင်တယ်ဆိုရင်အဲ့ဒီ candle ပြီးတော့နောက်တစ်နေ့မှာကျွန်တော်တို့ဒီဘာဖြစ်လဲ higher high higher low နံပါတ်1ချက်နံပါတ်2ချက် it is a bullish candle ဖြစ်ကြောင်းကြည့်ခြင်းအပြင်ဒီ pattern ကိုကြည့်ခြင်းအပြင်ဒီသုံးခုကိုကြည့်ခြင်းအပြင်ဒါဒီဝယ်သူတွေပြန်ဝင်လာပြီဆိုတာသိနိုင်တယ်ဆိုရင်ဘာကြောင့်ဈေးတက်မလဲဆိုတာမသိခင်ကတည်းကဒီအပေါ်မှာကျွန်တော်တို့ investor အနေနဲ့ရော trader အနေနဲ့ရောအကယ်၍အဝယ် order ပေါ့နော်ဝယ်ခဲ့မယ်ဆိုရင်ဒီ bull up ဒီဒါကျွန်တော်တို့ရဲ့ profit TP level ပဲနားထောင်မလဲ there is a resistance at the 50 moving average အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ TP ကဒီနားမှာထိခဲ့မယ်ဆိုရင်ဒီကနေပြီးတော့ကျွန်တော်တို့ profit ရယူလို့ရ okay ရယူပြီးသွားပြီဒါကြီးအောင်ဘာလို့ဖြစ်သွားလဲသတင်းသွားဖတ်ကြည့်လိုက်အများကြီးပဲကျွန်တော်လာမင်းဘာလို့တရားကြီးဖြစ်သွားလဲဆိုရင် is because there is a resistance at 50 moving average မှာ resistance ရှိလို့ဒါကြီးဖြစ်သွားတယ်လို့ကျွန်တော်ပြောမှာတခြားသူက fundamental analysis ကိုသွားမင်းဒါဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်သူတို့မှာ reason တွေအများကြီးပဲအဲ့တော့ hindsight bias ကိုရှောင်ဖို့ဆိုလို့ရှိရင်ဘာကြောင့်ဒီလိုဖြစ်တာလဲသိဖို့မလို့မဖြစ်ခင်ကတည်းကကိုဒီဈေးကွက်ထဲမှာနေရာယူရဖို့လိုတယ်အဲ့ဒါ hindsight bias လို့ခေါ်တယ်